ထွက်ရှောက်မှာပဲလေကောင်းလေသန်းလေးကလည်းရကျမ်းမာကြီးအတွက်ကောင်းပါကွာပြိုးကိုကြီးသာသီဘယ်လဲလာလဲဗျအောင်ကြီးကငါလည်းအိမ်မနေတာညင်းငွေလို့ကွအပြင်မှာလေကောင်းလေသန်းလေးများရမလားလို့ထွက်လာတာကွကျမ်းမာကြီးအတွက်လေကောင်းလေသန်းလေးနဲ့ထွက်လာတာကွအတက်ကလေးကလည်းရလာပြီဆိုတော့ဒါဆိုလဲဗျာကျုပ်လည်းအဲ့ဘက်လဲတဲ့သွားကြရှိလို့မလို့ခင်ဗျားနဲ့တခါလေးလိုက်ခဲ့မယ်ဗျာနော်ကွာဒါဆိုလဲငါလည်းအပေါ်ရတာဗောကွာလာတလဲစားတယ်သွားကြစို့ကွာလာကွာဒါနဲ့ကိုကြီးတမျိုးလိမ္မာကြီးရှိရလားကိုကြီးတို့တားဖတ်နေရောဒီရတာဆင်းဟောပြေလားကိုကြီးကွာအစင်းပြေတယ်ကွာငါတို့တားမနေအောင်လုံးကွာတားဖတ်လေးနေရောက်တဲ့ရှိကြတော့စေးပွားရေးကပြေလဲကွာငါသမီးလေးကလည်းဝတ်ပုံစားပုံကမြန်မာဆန်ဆန်လေးနဲ့ကွာလမ်းလျှောက်ရင်လဲတိမ်တွေပြည့်နေကွာမင်းကလည်းပြောမနေနဲ့စကားပြောရင်လဲရင်ကျေးပါစင်မရင်သားလေးလမ်းလျှောက်ငါတော့သမီးလိမ်မာလေးရထားတယ်လို့ပြောမှာပေါ့ကွာအခုလို့သမီးလိမ်မာလေးရတော့ဥကောက်ကြီးတော့နောက်ရေးသိချရတာဗောဗျာဒါပေါ့ကွာမင်းကလည်းပဲဒါဆိုလဲတော့ဗျာကျုပ်လဲတဲ့တော့နောက်ကျနေမှာကြောက်လို့ဥကောက်ကြီးကောင်းမယ်ဗျာလားအောင်ကြီးရငါလည်းကြမ်းပါရေးအတွက်လိုက်ခဲ့မှာပေါ့ကွာမင်းကလည်းပဲလာကွာဖုန်းရောက်သွားတော့ရောက်တာကြီးကြားပြီခဏပဲကြားကြဘူးလေတိုင်းနဲ့တွေ့ရတော့ပဲကွာဘယ်သွားနေရတော့မင်းကအိမ်ထဲမကပ်ဖက်နဲ့ကျွန်တော်တကယ်ချင်းရပြန်လာတာဒါနဲ့ဖေးနဲ့မရပဲသွားဖို့လေတဲ့ရွာဖုန်းတော်ကြီးကြောက်ဥပုပ်တီတာသွားယူလို့တားရမင်းအိမ်မှာသွားနေလိုက်ဦးကွာဒါလေအမေရွာလေးကလေဒေါ်ဘူးမဆင်နေရဖျားပန်းတောင်းလာတယ်ဒါသွားယူလာအောင်အမေပြန်လာမှပဲဖျားပန်းလဲလိုက်တော့မယ်ဒါကုခေမင်းကလေးရာလေပြရမဟုတ်ဘူးသွားလို့ရှိရင်လည်းခူးဆိုင်သွားအောင်ရန်နေလည်းဖြစ်မနေနဲ့နော်ကြားလားဟုတ်ကဲ့ပါမေရဲ့ကျွန်တော်ဘာမှစိတ်ပူနေပါနဲ့တားလေးကကလေးမဟုတ်တော့ပါဘူးကွာသူ့ဘာသူနေတတ်ပါတယ်ကွာတော်ရတာလေအရွယ်ရောက်ပြီးလူကြီးဖြစ်နေပြီတော့ကျုပ်မျိုးလုံးထဲမှာတော့လေကလေးပဲရှိသေးရဲ့တော့စိတ်ချပါဘူးတော့မတော်တော်မိမိုင်းနဲ့တွေ့မှစိတ်ပြောနေတာရှင်ဒါကတော့ဟုတ်တယ်တားကြီးဒီလောကမှာမိမနဲ့ပတ်သက်လာရင်ကွာပေါ်တယ်လှဲတော့ရှားတယ်ကွာမိကလေးပေါ်တယ်မရရှားတယ်မေးလို့မေးမကောက်တွေ့မယ်မထင်ပါဘူးကွာတော်ရလဲတော့ခလေးရှိမှစကားအကောင်ပြောနေအောင်ကြုံညာလေးထိလိုက်ရတယ်ရှင်ရပါလေဟုတ်ပါပြီဖေးနဲ့မေရဲ့ဖေးနဲ့မေကဖုန်းတော်ကြီးကြောင့်မှကောင်းကောင်းကြီးဒီလိုက်ခိုင်းယူပါတော့စိတ်ပူနေတယ်ဒါကလေးလည်းမဟုတ်တော့ဒါလိမ္မာပါပြီသွားလိုက်ဦးမယ်တားလေးမေတို့သွားလိုက်ဦးမယ်နော်တားလေးအဲ့မေခိုင်းတာတော့ဘူးမရှိမှာဖျားမတခါတော့လည်းမကွာခင်လေးရဲ့ပြောကျုပ်လုံးမအောင်တော့ညီပြန်ဘာကိစ္စလဲညီဝတ်ထားတယ်ကြည့်ပါဦးအပေါ်လည်းမလုံအောက်လည်းမလုံညီနော်ညီဖေတီညီမိုးချိုးပြတဲ့တိုင်းဖြစ်တော့မယ်ဒီကောင်မသိပါတယ်အေးညီရတယ်ရွာနောက်ပိုင်းကဝင်းမုံနဲ့ရွာမြောက်ပိုင်းကအေးမော်လို့ဆိုလာမဲ့တဲ့တင်းကျမှယောက်ျားပြီးတော့မှညီသိလားအေးသိပါတယ်အေးအဲ့တဲ့တင်းရတယ်ဝင်းတော့စောကြီးကတီးပြီးသားသိရနော်နင်မသိတာတွေရှိသေးတယ်အေးရွာလေးကမိတော့ကောညီသိလားအေးသိပါသူတို့လေရန်ကုန်မှာဆက်သွားချုပ်တာ3နှစ်တောင်ရှိပြီလေညကလေသူနဲ့လေငါ online မှာစကားပြောပြစ်တယ်အေးယောက်ျားမယူသေးဘူးလားတဲ့ယောက်ျားမယူရင်တော့ယောက်ျားလေးတော့ရအောင်ရှာတဲ့ကျောင်းကောင်မှာဆိုရင်အေးမိန်းကလေးက5 6ယောက်ယောက်ျားလေးက1ယောက်စက်ရုံထဲမှာရောပြင်မှာရောဝိုင်းကြိုက်ကြတာတဲ့အေးညီရတယ်အုံးချစ်တဲ့နှစ်နှစ်ဆိုတော့အမှန်ပဲလားမသိဘူးယောက်ျားဆိုလို့ရှိရင်ပြတိုက်တဲ့သွားကြည့်ရမယ်ဆိုသလားပဲကျုပ်ကိုလေးမပြတော့ဖက်သေးမခံချင်းယောက်ျားမများရှာလို့ဆိုပြီးကျုပ်ကိုစာပို့ထားတယ်အေးသဘောပေါက်ပြီညီကယောက်ျားလေးကိုမြှဆွဲဖို့အဲ့တိုင်ဝက်လာတာပါဟုတ်လားကောင်မတိုင်းမဟုတ်ပါဘူးအေးဝင်းရတယ်အေးကျုပ်တယောက်တည်းပါအေးရတယ်အေးကောင်မပြောပါဦးရွာလေးကအောင်ဖို့အေးကျုပ်ကြိုက်နေကြားနေပြီ तू ဖွင့်ပြောတယ်လို့ခတ်နေတာဒီခါတော့ကျုပ်ကိုယ်တိုင်ဖွင့်ပြောမှဖြစ်တော့မသိလား
သူ့ပြောဆောင်နေမပြောတော့ဖတ်သေးရလိမ့်မယ်ကျုပ်ယောက်ျားဆိုပြလိုက်တဲ့သွားကြည့်ရတဲ့ချင်းမျိုးကျုပ်မစောင့်နိုင်ဘူးအေး ကောင်းပါနောက်ကိုကြည့်ရောနှေးပြောနောက်ဒီညပြောအောက်ဒီမအောင်ဘူးလားနေတွေ့ရ ဘာဖြစ်လဲအေးစားငံကျုပ်လိုမုတ်စိတ်ပြဆက်တာပေါ့အေးအမှု ဟာလေဟာ ငါတို့ပြောနေရရှိလို့ ပြောစားကြည့်နေမြန်ပြောငါမေခန်းသားရှိတယ်ငါသွားတာရှိတယ်ဟာ ဒီစိတ်ပြတ်တာဟာနင်ရတယ်အမြဲတမ်းနင်မှာအလုပ်တွေလုပ်တင်တော့ရှုပ်နေတာပဲငါမှလေတိန်တော့ဆင်းကက်ရှိတယ်မိုင်းတဲ့ဆင်းကက်ရှိတယ်နင်ဘယ်ကဲယူမလဲငါတို့အချိန်လေးနည်းနည်းလောက်နင်မပေးနိုင်ဘူးလားဟာ မပေးနိုင်ဘူးဟာငါမေမိန်းကလေးလေးဆက်ရှဲနေတာမကြိုက်ဘူးကွာငါမေတည့်ပို့ဆိုးမယ် ဒီလိုလားဟာနင်ကလည်းနင့်မရအောင်နင့်ဖိနေရောထွေးနေတာမဟုတ်ဘူးလားဟာနင်ကလည်း ဒါကတော့ तू ကလင်မယားလေဟာ ငါနဲ့နင်နဲ့တူနေချင်တာအပြစ်ရှိလားဟာငါနင့်ကိုပုံပွင့်လင်းပဲပြောမယ်ငါနင့်ကိုချစ်တယ်ဟာ ဟမ် နင်ငါ့ကိုပြန်ချစ်ဟာအထုံးမတက်နဲ့ဟာ ဟာဗျာ ဘာလဲဟာနင်ကငါ့ကိုမချစ်ဘူးလားဟာ ချစ်တော့ပေါ့ဗျာဒါပေမဲ့တော့မိဘတို့မလုပ်ကြရသေးဘူးဗျာ ခုပါနဲ့ဟာခုငါနဲ့တယောက်တူတူလို့ချင်းလှုပ်ကြကြမယ်လေအခုတော့ငါနဲ့လိုက်ခဲ့လေဟာ ဘယ်လိုလဲဗျာ ငါတို့เนี่ยဘောတစ်ခုထထောင်ထားမယ်လေဟာ အာကျွန်တော်မိမမြူချင်လို့ဗျာ မရဘူးခုတော့လိုက်ခဲ့ဟာ မလိုက်ဘူး လိုက်ခဲ့ပါ မလိုက်ဘူးလို့ လိုက်ခဲ့ပါ မလိုက်ပါဘူးကွာ မရအကျန်းလေးတော့တော့မှာပဲနော် အာလောက်ကြပါဦးဗျာကျွန်တော်လူရောဘာလေးရောပြတ်ပါပြီဗျာကြော်ခဲ့ကြပဲသူမရှိတော့ဘူးလားဗျာကြောက်ပါဦးဗျာကြကြောက်ပါဦးဗျာမလိုက် လိုက်ခဲ့ဟာ ဟဲ့ကျလိုက်ဟဲ့လေသူတဘာမလိုက်ချင်တော့ညီဆွဆွဲကြမလို့နော် ကျေးဇူးပါပဲဗျာအခုလိုကူညီပေးတော့အမကျေးဇူးကြောင့်မမေ့ပါဘူးဗျာ မောင်လေးကမောက်ကိုကြိုက်နေမှာ ဘာကြာကြောင်လို့ရှိကိုရှိကြလို့ပြောရအောင် ဟဲ့ဝင်းမောက်ကိုသာဝေစားမယ်နော်အောင်မှုနဲ့ပတ်သက်လာနေလို့လူတက်ဖို့ဝင်းမလဲဘူးနော်ဟဲ့ကမ ဆောက်လာပါတကယ်ကြီးရေညီရရမယ်အောင်မလို့သူကနှိမ့်မိစီ အာမလိုက်ဘူး လာလို့သွားမယ်လို့ မလိုက်ဘူး လာလို့သွားမယ် မလိုက်ဘူး လာလို့သွားမယ်လို့ ဟာဥက္ကဋ္ဌကြီးကဟိုရှိမှမြင်တဲ့အတွေ့အကြည့်တယ်ပါဗျာတမီးတဲ့ရီတဲ့စကားပြောနေရမှမသိမိုးမရောလို့လွန်ဆွဲနေတဲ့အတိုင်းပါပဲဗျာ အေးကွာခုခေတ်လူငယ်တွေလည်းအတော်လေးဖျောက်ကြတာကွာဒီဟိုတပ်ပါဆိုရအရှက်ကြောက်တရားကိုလုံးဝမရှိကြဘူးကွာအင်းကငါသမီးခင်လေးနဲ့ကွာပါကွာ ဟာဥက္ကဋ္ဌကြီးတေချာကြီးရောဗျာဟိုရှိမှမြင်နေရတဲ့ကောင်မလေးကဥက္ကဋ္ဌကြီးသမီးမဟုတ်လားဗျာ ဟာမင်းကလည်းကွာတေရောတေချာလို့လားဟင်သမီးငါသမီးကိုဘယ်ကောင်ကဆွဲလိုက်ရလဲကွာနေအောင်ဟဲ့ငါသမီးကိုဘယ်ကောင်ဆွဲလိုက်ရလဲကွာဟဲ့ဘယ်ကောင်ငါသမီးကိုဆွဲဟဲ့လွတ်ဆိုင်ရဟဲ့ခုချက်ချင်းလွတ်ဆိုင်ရမင်းဘာလို့ငါသမီးလက်ကိုဆွဲရလဲကွာ အာဦးလေးတင်ကြကြည့်ပါဦးဗျာဦးလေးတပြက်ကြောလို့ဆွဲလာတာဗျာ ဟုတ်တယ်ပဲသမီးသူ့ကိုချစ်လို့ရေးသားသားပြောနေတာလူကြီးတို့ပြန်လူချမ်းကြီးနဲ့သုံးတာပါပဲသမီးသူ့ကိုမပြောတော့မှဖတ်တော့သိမခံနိုင်ဘူးဖေ မြတ်စွာဘုရားမလေး ဖေသမီးကိုခွလို့ပါဖေလာဘူးလာသွားမယ်လား မလိုက်ချင်ဘူး လာလို့ တော့မလိုက်ချင်ဘူး လာပါလို့လာပါ မလိုက်ချင်ဘူး လာပါလို့ ဟာသမီးဟာနေအောင်လေဘယ်ကအောင်သမီးဟာသမီး အဖေသမီးကိုခွလို့ပါဖေသမီးနောက်ကိုမလိုက်ခိုင်းနဲ့ဖေသမီးမပြောတော့ဖတ်သိမခံနိုင်ဘူးဖေ အာဘေးလာမယူချင်ဘူး ခမရပြောခမရသမီးလမ်းလျှောက်တာစင်မရင်သားလေးဆိုအခုယောက်ျားခိုးပြီးရဲ့ခြေလမ်းကိုပြောတာလားဗျခမရလေ ဒါကြောင့်ပြောတာပေါ့ကွာတပည့်မကောင်းတော့စိန်ကကောင်းသားသမီးမကောင်းတော့မိဘကောင်းငါမျက်နှာအုံးမဲတော့တာခွဲသမီးကွာခွဲသမီး ဟာခမရဘာဖြစ်သွားတော့အဲ့တော့ ခွေးပါ ခွဲအော်သမီးနေအောင်လို့သမီးမင်းတို့ကောင်းနေတယ်မျိုးဟဲ့သမီးနေအောင် မလိုက်ချင်ဘူး သမီးနေအောင်သမီးနေအောင်ဟဲ့နေအောင်ဟဲ့နေအောင်ဟဲ့ အာမဟဲ့အာမ နေကြပါအောင်လို့ဟာ